မနဲ့ဆိုဆိုမှာဖယားတခင်ရဲ့နှုတ်ကပတ်တော်နဲ့အညီခွာပေးလိုပါတယ်အခြေခံမဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကတော့ဖိလိပ္ပိဩဝါဒစာအခန်းကြီး4ပငယ်73ငါကိုခွာနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါသက်စွမ်းနိုင်၏ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကဒီလိုပြောပါတယ်ငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါသက်စွမ်းနိုင်၏ဒီနှုတ်ကပတ်တော်ကြည့်လိုက်အခါမှာယေရှုခရစ်တော်အားဖြင့်ကျွန်တော်အားလုံးဒီယုံကြည်သူများကျွန်တော်အားလုံးဒီယေရှုနဲ့အတူရှိမယ်ဆိုရင်ခရစ်တော်အားကိုးမယ်ဆိုရင်ကိုရောကိုပဲအမှုရအားလုံးခရစ်တော်လက်ထက်မှာအနာမယ်ဆိုရင်မတတ်နိုင်တဲ့အမှုမရှိဘူးတဲ့အဲကြောင့်ကျွန်တော်တို့ကစစ်တမကြမနဲ့ဝါမနေပဲနဲ့စစ်တမကြမနဲ့ယေရှုငါနဲ့အတူရှိတယ်ထိုယေရှုဒီအရာခရစ်ကိုတက်စွမ်းတဲ့ယေရှုခရစ်တော်ဖြစ်တယ်ဆိုမှကျွန်တော်ကခရစ်တော်ပေါ်မှာအားကိုးရမယ်ကိုးစားရမယ်ခရစ်တော်ပေါ်မှာစိတ်ချရမယ်အဲလိုနဲ့အသက်ရှင်မယ်ဆိုရင်ကျွန်တော်တို့တက်တာမှာမတက်နိုင်တဲ့အမှုမရှိဘူးတဲ့ခတ်တဲ့တော့အမှုကိုတက်စွမ်းနိုင်တယ်လို့ဘုရားရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကပြောလာဖြစ်တယ်အဲတော့ခရစ်တော်ဘုရားကအိမ်မတကူကြီးတဲ့ခရစ်တော်ဘုရားဖြစ်တယ်အဲဆိုတော့ထိုခရစ်တော်နဲ့အတူကျွန်တော်တို့ကတွားမယ်ဆိုရင်ဘုရားသခင်တမန်တရားလာနဲ့အညီတွားမယ်ဆိုရင်ခရစ်တော်အားကိုးမယ်ဆိုရင်အရာခရစ်ကိုတက်စွမ်းနိုင်တယ်လို့ပြောတာဖြစ်တယ်ခေါ်အားပေးနိုင်တဲ့ခရစ်တော်ဘုရားဖြစ်တယ်။ကျမ်းမာကြီးကိုပေးတဲ့ခရစ်တော်ဘုရားဖြစ်တယ်။ညီသက်ချင်းကိုပေးနိုင်တဲ့ခရစ်တော်ဘုရားဖြစ်တယ်။ခရစ်တော်ဘုရားအားကိုးဖို့အတွက်ကျွန်တော်တို့တင်တာမှာအိမ်မနမအရေးကြီးတာဖြစ်တယ်။ကျွန်တော်တို့ဘာပဲလောက်ကင်ထိုဘုရားကိုကျွန်တော်အားကိုးရမှာဖြစ်တယ်။ကျမ်းမာကြီးအတွက်ထိုဘုရားကိုအားကိုးရမှာဖြစ်တယ်။စပွားရေးသမားလည်းဘာပဲလို့ထိုဘုရားတကယ်ကိုကျွန်တော်အားကိုးရမှာဖြစ်တယ်။အမှုတော်ဆောင်တာပဲဖြစ်ဖြစ်ထိုခရစ်တော်ကိုကျွန်တော်တို့အားကိုးရမှာဖြစ်တယ်။အရာခရစ်တော်ကိုသက်စွမ်းတဲ့ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်တကူကြီးတဲ့ဘုရားသခင်ဖြစ်တော့ကြောင့်အေအားကြီးတဲ့ဘုရားသခင်ဖြစ်တော့ကြောင့်အရာခရစ်တော်ကိုသက်စွမ်းတဲ့ဘုရားသခင်ဖြစ်တော့ကြောင့်ထိုဘုရားကိုကျွန်တော်တို့အားကိုးဖို့လိုတယ်။ထိုဘုရားကိုကျွန်တော်ကိုးစားဖို့လိုတယ်။ထိုဘုရားကိုအမှုအရာအားလုံးထိုဘုရားသခင်လက်ထဲမှာအနာပြီးမှထိုဘုရားသခင်ကိုကျွန်တော်တို့စိတ်ချရမှာဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်ညီကောင်မတော်မတို့ကျွန်တော်တို့အသက်တာမှာခဏလေးတက်ရှင်တဲ့အချိန်ခိုင်မှာထိုဘုရားကိုပါအားကိုးကြရအောင်အိမ်ထောင်ရေးဦးစီးဖြစ်ကိုယ့်ရဲ့အိမ်ထောင်ရေးမှာဥဆောင်တာပဲဖြစ်ဘုရားကိုအားကိုးမယ်ဆိုရင်ဒီရဲ့အိမ်ထောင်ဟာတိုးတက်ပြီးမှအောင်မြင်တဲ့အိမ်ထောင်တွေဖြစ်လာမှာဖြစ်တယ်ထိုဘုရားကိုကျွန်တော်တို့အားကိုးမယ်ဆိုရင်ကျွန်တော်တို့အမှုတော်ဆောင်တာပဲဖြစ်တာရနာလုံးငါမှာပဲဖြစ်ထိုဘုရားကိုကျွန်တော်အားကိုးမယ်ဆိုရင်ဘုရားလက်ထက်မှာအမှုအရာအားလုံးဘုရားလက်ထက်မှာအနာပြီးမှကျွန်တော်တို့ဘုရားကိုကိုးစားပြီးမှကျွန်တော်တို့လှုပ်ဆောင်မယ်ဆိုရင်ကျွန်တော်တာရနာလဲအောင်မြင်တိုးတက်မှာဖြစ်တယ်။ဘာဖြစ်လဲဆိုတဲ့အခါမှာအောင်ခြင်းအရာအလုံးဒီခရစ်တော်လက်ထက်မှာပဲရှိတယ်။ခမင်းတော်ဘုရားကအရာအလုံးကိုတားတော်ယေရှုလက်ထက်မှာအနာပေးထားတာဖြစ်တယ်။ပေးထားတာဖြစ်တယ်။အဲကြောင့်ထိုတားတော်ယေရှုကိုကျွန်တော်တို့ကိုးစားမယ်အနာမယ်ဆိုရင်ကျွန်တော်တို့လည်းထိုတားတော်ယေရှုအဖြစ်ကျွန်တော်တို့လက်ထက်မှာအားလုံးတားတော်ယေရှုလက်ထက်မှာရှိတော့ကြောင့်နော်တကူအနာအားလုံးတားတော်ယေရှုလက်ထက်မှာရှိတော့ကြောင့်ကျွန်တော်တို့လည်းထိုတကူတော်အဖြစ်ကျွန်တော်တို့တက်ဆွမ်းနိုင်တာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ဖခင်ရဲ့နှုတ်ကပတ်တော်လာတဲ့အတိုင်းနောက်ကိုခေါ်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အဖြစ်ခရစ်တော်အမှုတို့ကိုခတ်တဲ့တော်အမှုတို့ကိုငါတက်ဆွမ်းနိုင်ဆိုတဲ့နှုတ်ကပတ်တော်လာတဲ့အညီကျွန်တော်တို့ခရစ်တော်ကိုပဲအားကိုးရမှာဖြစ်တယ်ခရစ်တော်ထားမှာပဲခေါ်အားရှိတာဖြစ်တယ်အဲကြောင့်ဖခင်ကိုပဲအမိတကယ်ပြုကြရအောင်သူခရစ်တော်ကိုပဲကျွန်တော်တို့အားကိုးကြရအောင်ကိုးစားကြရအောင်ဆိုပြီးမှနှုတ်ကပတ်တော်နဲ့ခေါ်အားပေးချင်တာဖြစ်တယ်အယောင်တိုင်းပုံမှာသူနှုတ်ကပတ်တော်အဖြစ်ဘုရားသခင်ကောင်းချီးပေးပါစေ